bro ကျွန်တော်စတီဗန်ပါကျွန်တော်ဒီနေ့ကတော့ဒီနေ့ကလည်းကျွန်တော်ဖေတဲ့ကျူရှင်ပိတ်တယ်ကျွန်တော်လည်းကျွန်တော်တင်ရတဲ့ကျူရှင်လည်းပိတ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ဘူးမှမတီးပါဘူးကျွန်တော်တောင်းမှနေရောက်ခဲ့နေပြင်းဦးလေးတောင်းတောင်းလိုက်ဖြစ်ပါတယ် let's go လောက်ကြရေးပြပြပါမယ်ဒါဒီလမ်းပိုင်းရလေအဲလင်းရွှေစာရန်လမ်းပိုင်းလေဟုတ်အဲလင်းရွှေစာရန်လမ်းပိုင်းအောင်ဒီတောင်တက်လေးကိုဟိုးငယ်ငယ်တုန်းကတော့ကြောက်ပုံကတက်တယ်ဖေကြီးတို့ပြောပြတာပေါ့ကြောက်ပုံကတက်တယ်တော်တော်လေးမတ်တယ်လေအခုတော့လမ်းလေးကလှတောင်လေးနဲ့လေကားတွေလည်းလူများရင်တော့တတိလေးနဲ့တက်တဲ့နာမတာနေရလေလှတော့လှတယ်နော်ဒါကတော့ပုံကျော်အဲလင်းဖြတ်လမ်းပိုင်းဖြတ်လမ်းတောင်လေးအတက်ကလေးအဖနေအောင်ထိုးကြပါတယ်ဘာပဲနေလဲတော့ခွေးတယ်လေညမောရရင် strawberry ရှိလာတယ် strawberry ဝယ်မယ် wine sissit တွေဝယ်မယ်လေအဲ့ဘက်မုံလက်ဆောင်တွေဝယ်မယ်ညောင်လေးကပြည့်ပတ်တက်တာလေလာတယ်ရှုပ်နေတယ်ဘာจะပြန်ဆင်းသွားသေးတယ်စိတ်ဆိုးလာတယ်မိုးရွာလာလာပါကျွန်တော်ခုကတော့တာဘောင်စတက်နေပဲဖြစ်ပါတယ်ပြင်းဦးလေးတောင်းပြီးပဲဖြစ်ပါတယ်ခုဘယ်လောက်ရှိပြီတော့ဆိုတော့ချိန်တော့မနေတော့ဘူးကွာ7မှတ်တင်အဲ့ဒါနဲ့စီပြိုင်စီးပါအမကျွန်တော်4စီပြအဲ့ကနေကသာပြော9မှတ်တင်ထွက်လာတာလေဟုတ်တနားကြီးတော့ရှိသွားပြီစတယ်ပြီးတော့တက်ပြီတော့ရရင်စိတ်လိုက်ကြပါမယ်တော့ရောက်ရင်လည်းစိတ်လိုက်တော့ကတော့ရေရှောက်ပါမယ်ခဏလေးပါရောက်ရင်ပြပြပါမယ်ဟိုကလည်းဆက်သွားနေရွေးပြပါတယ်ခင်ဗျာတော့စိတ်ပြညီနာမယ်ဘယ်တက်ခွေ3တက်ခွေလား6တက်ခွေလားရအောင်ဟုတ်တယ်ကျွန်တော်စိတ်နဲ့ရှစ်ပလက်ကိုခွေရပါတယ်ခင်ဗျာပြန်လာလိုက်ကြ6တက်ခွေ6တက်ခွေ6တက်ခွေလေဗျာခွေပြီဗျာ6တက်ခြေရတော့မိုးရပဲခြေလေးပဲဟုတ်တယ်အိုးမေမြို့မို့ဆိုမရတော့ရှေ့ဆိုင်တော့ကြော်လာကြော်ပါဦးဖြည်းဖြည်းမောင်းပါโอ้ခွေလာတာ9တက်ကြော်လာပြီဒီတစ်ဆက်ပြီးရင်ပြီးပြီကျွန်တော်တို့လမ်းမှာ coffee a hamburger ဟုတ်ပါတယ် breakfast စားပြီးတော့မောင်းလာတယ်ကျွန်တော်ဟာပါတာကျွန်တော်အဖေက coffee a လေးပါအော်မင်းဖေးကြဟိုရောက်ဟိုနေရာရောက်ပြီလေအဲ့လိုပြန်နေဟုတ်တယ်ပန်းတိတ်ပေါက်တယ်နားလိုက်လေးလား
Ê, vui lên à? အားယူလိုက် Vui quá. မိတ်ဆက်စတိုင်နဲ့မလေးပြီးတော့ကော်ဖီရှော့ကြအောင်မယ်နော် Ê mà. ဈေးရတာကြီးရတာဈေးနဲ့ Bên cô phải đi lùi về nàn thẻ về mà. Sao mà đây khám nhá, lần nữa bí mà đi, quay thẻ về. Chỉ về lô chín lô râm ya bu ye đồn tuế re su quật lệ bà mẹ anh về quên cha su tao này bị dầu ong bê bê ya mà xoan này bu rất ta nè giàu ye ya ya ra lệ bên tì bà bé là tốn nào chỗ lạiဒီနားလေးမှာဆိုရင်တိမ်ပင်လဲသွားတဲ့လမ်းလေ ဟုတ် ဟိုတိမ်ပင်လဲသွားတဲ့လမ်းပဲပေါ့ဒီစုလို့သွားမှာလေအဲလမ်းခွဲကိုရ တိမ်ပင်လေချစ်တော့ဘူးပါ ကြောက်တိုင်းအပြစ်ကလေးတော့ရှိတယ်လူတိုင်းချိုးရင်ချက်ရှိမယ်အေးနာပဲเนาะရာသီဥတုကလည်း ဟုတ်တယ် ရေဦးလည်းတက်တည်ပဲပြတယ်အေးစိတ်နာနေတယ်တာမနဲ့တော့မင်းမျိုးမိုးနဲ့များတိုးနေတာမသိဘူးမှတ်ပြီ ဟုတ်တယ် နော်ကိုသားသူလေးခေါ်ချင်တာကွာ ကိုတကတော့ဆိုကိုတကပြင်းနေရပြန်လာတော့လျှော်စီးရနေလက်တာနော် အေးမတဲတုံလေးရောပါတယ်ကောင်းကိုကတောက်တဲ့ရှောင်းနေတော့လှည့်သွားလို့ရတယ်နော်ကျွန်တော်တို့ခုကတော့ပြုံးလေးရောက်ပြီဖြစ်ပါတယ်ဟိုမှာရှိပါပြုံးလေးစိုက်ပုတ်ကြီးပါ 10နိုင်ခွဲ 10နာရီခွဲရောက်တာအောက်ထွက်လာတော့ဘယ်လောက် သားတို့ထွက်လာတော့က6မှတ်တင်ပေါ့ ကိုမတ်တင်ကထွက်လာတာ10နာရီကျတော့ဒီမှာရောက် 10ခွဲ 10ခွဲ ပြင်ဦးလွင် ပြုံးလေးလည်းဟိုမှာမိုင်ကအမြင့်ပေ 3500ဟုတ်တယ် 3538 သူကပေါ့ပင်လည်းရင်မြင့်တာပြင်အထက်မှာအဲ့လောက်မြင့်တာပေါ့အမြင့်ပေးရလေ ရမ်းလိုက်ပါတယ် ပါတယ်တော့ပါစိတ်မလေးတွေနဲ့မာယာလား ကျွန်တော်ခိုးအနောက်နားတော့မိုးတွေရွာပြီးတော့ဒီရှင်းသားကျတော့လင်းနေတာဟာ ဒီတော့မှုနေတယ် ဟုတ်တယ်လေးရဘူးနေတယ်မျိုးမျိုးပါ မင်းမျိုးမို့စိုးမရပန်းလေးလာရနော်အဲ့ဒါငါတို့ရဟိုဟာမိုက်စားတယ်ဟိုတယ်ရင်ဝင်စားမယ် ဟုတ် ပြီးမှရှောက်ပါရအောင်လေနမ်းမြိုင်ဟိုတယ်ဝင်ပေါ့ ဗျာ နမ်းမြိုင်ဟိုတယ်လေ ဟုတ် အဲ့မှာရင်ဝင်စားလိုက်ကြအောင်နော်ဒါစစ်တက်ကတူလေစစ်တက်ကို DSC အကြောင်းကိုရှင်းပါရုပ်ကြီး3ယောက်တွေ့လားအဲ့ဟိုမလေးရုပ်ကြီး3ယောက်လေအနော်ရထားဟာဟိုမလေးအနော်ရထားဘယင်းအောင် လောင်း အလောင်းမင်းတရားကြီးဆိုပြီးတော့သူရဲကောင်းလေးပေါ့ပါတယ် အနော်ရထားဘာလုပ်တာ ဘယင်းလေဒါကအော်ရှိစီထဲခဲ့တယ်နော် ထဲတယ် စီထဲခဲ့တယ်ဝင်တော့ပါဆို ထဲထဲလား ထက်တယ်လည်းဖူးပြတယ်စီတက်တာ 9000က မဆလာတော့ဒါပိုရှာတာစီလေးဒါမျိုးဝင်အဝိုင်းလေပြကြော်ဒီဘက်သွားရင်ကန်တော်ယူသွား ဟုတ် တဲ့သွားမျိုးတဲ့ဘဟိုဘလန့်မျိုးရှောင်းလမ်းဟိုငါတို့ကားကီယာနန်တော့အလားလေးတစ်ခုလောက်ဝယ်တိုက်ရအောင် ဟုတ် ဒီမှာရှိပါတယ်စိုင်းဒီရှိရရင်ပြင်ဦးလွယ်ရဲ့တင်ကေတာဖြစ်တဲ့ဘာကြီးလို့ ဟိုနိုင်တယ် နိုင်တယ်ကိုရောက်နားမြိုင်ဟိုတယ်တော့ကြော်လာခဲ့ရှိရနိုင်တယ်ကတော့ငါပြင်ဦးလွယ်မှာတော့ပတ်တဲ့စိတ်ပေါ့ကွာ ဟုတ် ပြင်ဦးလွယ်နိုင်တယ်နှစ်ကလည်းတော်တော်ကြာတော့ပြီအဲ့ပေါ့ တားနေပြီတားငယ်ငယ်လေးကလေးကပြုံးကိုပြုံးလေးဆိုင်ငယ်နဲ့လာရင်အဲ့ဒါရရှိပြီးသား အဲ့ပဲနိုင်တယ်
သွားမယ့်နေရာတော့ပြည်ချစ်ဖျားပဲဖြစ်ပါတယ်ဟိုမှာပါ မဟာအန်တုကန်သားလေ ဟုတ် မဟာအန်တုကန်သားစူတောင်းပြေးဖယားဖယားဖူးမယ် ဟူဟူဟူ ပွဲကောက်ဝင်အောင်ပါလား ပွဲကောက်ဝင်မှာပါ โอเค ကျွန်တော်ကန်တော်ကြီးမသွားတော့ပါဘူးကျွန်တော်ကန်တော်ကြီးလည်းဆိုပြင်းစရာကြီးပွဲကောက်ကဆော့စရာကြီးရှိတော့ပွဲကောက်သွားတော့မှာဖြစ်ပါတယ်ခုတော့ကျွန်တော်ဖျားဖူးပါမယ်ပြီးချစ်ဖျားဖူးမှာဖြစ်ပါတယ်ကြည့်ပါတော့ကျွန်တော်သားဖာနေဘာလို့လဲပြေဦးနေတော့ရအောင်လားနော်ဘူးမှမသိ ကိုကောင်မြောက်ပြီလို့ပါကျွန်တော်သွားရတာ ပါဘူးညာကျွန်တော်ဖေသွားခြင်းနေလို့လိုက်ရော့ပေးလိုက်တာ သူကတောင်လာရောတယ်ရှိပြီသူတောင်ကျေးဇူးတင်အောင် ညာကြီးပဲလူတွေကပြောရည် Sunday ဆိုတော့လေမြန်မာနေနဲ့မင်းသားတွေရောမင်းသမီးတွေရောတွေ့ရတယ်နောက်တဲ့မင်းသား2ယောက်အဲ့ဒီစင်တွေနဲ့ရောက်လာတာသူမသိလို့နော် ဟုတ်တယ်ဗျာဒါလာကြည့်လိုက် အကေမှာကထိုးမယ်ကပတ်ကေမှာနေရတနေရရှာဖွေးနေပါတယ်နေရတနေရလောက်ရှာဖွေးနေတဲ့အချိန်မှာအပါကေမှာ နားလည်းတော့ထူရတာ အဲ့ကောင်ကြီးတော့ရက်လို့မရဘူး နားရလား သူလိုပဲပါတယ်လေရက်မှာပဲပါတယ်လေရက်ရမှာပဲ ဟုတ်ပါတယ်ပါတယ်လေရတော့မှာပါ ဟုတ်တယ်ကလည်းမတွေ့ပါဘူး ကျွန်တော်တို့တားဖာနေအခုပြည်ချစ်ဖျားကိုဖူးပြီးဆိုတော့ပွဲကောက်ကိုသွားပါတော့မယ်ပွဲကောက်ရပါပြပါမယ် ပွဲကော တော့ခုကတော့ပွဲကောက်ကိုသွားပြီပဲဖြစ်ပါတယ်ဒါကတော့တော့ပြည်ချစ်ဖျားကနေ ဆင်းပါနော်တော့မတ်ဆော့တယ်ဖြည်းဖြည်းဆင်းရမယ် ရှိရတဲ့ကားလမ်းကိုဖြည်းဖြည်းလေးပဲစီးရအောင် ရှေ့ကလာရှိုမန်နီလန်လေ ဟုတ်ဟေးပွဲကောက်ကိုသွားပြီဟိုမှာပါပွဲကောက်ရေတကူတဲ့တန်းပြီးတော့ပုံနေရတာအရင်တော့ပွဲကောက်ကရေတကူလေးတဲ့စားစရာလေးပဲအဲ့လောက်ပဲရှိတာပေါ့ဗျာခုကတော့ခစ်တင်မီလာတော့ပွဲကောက်မှာရေတကူတွေမဟုတ်ဘူးကေဘယ်ရောအဲ့ဗျာဆော့စရာကစားကွင်းအကုန်အစုံရှိတယ်ခုဆိုရင်ရိုလာကိုစတာတွေပါရှိတယ် ဟုတ်တယ်လာကိုတာတွေပါရှိ ရိုလာကိုစတာတွေရေလာချောစီးတွေလိုတော့ရှိလာတယ်ရှင်တော့ဆိုရေတကုံနေပေါ့ တချင်းဆိုတဲ့ပန်နေလည်းရှိရတယ် ဟုတ်တယ်တော့မျိုးစုံကျွန်တော်စတော့ကန်တော်ကြီးသွားမလို့ကခုတော့မသွားပြီတော့ကန်တော်ကြီးကပြင်းပြာကြီးလေဒီလိုကြီးဆိုပွဲကောက်ကတော့အဲ့လိုပေါ့ဗျာဘိုးကြော်ကြတော့တော့အားကြောင့်ပွဲကောက်ကိုသွားပြီ ရောက်ပါ တအားကိုပြောင်းသွားပြီခင်ဗျာကျွန်တော်ခု B4 ဒါဝေး တော့ ဟာအဲ့ပကင်နာကားတက်တာပါကြားတာ ဟေးကြော်ကြတော့ကောင်းပြီကြာ ပွဲကောက်မှာလေဟိုဝဝင်ပုံစံလေးဝှေ့ထားတဲ့လူတွေလည်းရှိတယ်ဟိုဒီခါတော့ဒိုးနဲ့ဓာတ်ပုံတော်လေးဘူးပဲချက်စရာလေးဘူးပဲစီဇနာခွင့်ကိုစီကြည့်ကြည့်နေကားတစ်စီးလေးရင်းနဲ့ထောင်ချက်မလေးဒါတော့ခုကတော့ပွဲကောက်ကိုရောက်ပြီလေဖြစ်ပါလေဟိုကတော့ကြည့်နေတဲ့အကောင်ရှိတယ်တော့ဝဲဆိုတော့နောက်ပါတယ်ဟေးရှောက်ဝဲပါပြီ နောက်မှာဘက်ကီလာတယ် လုံးဝမကြက်ဘူး 说几遍嘛，好吃的。 သွားပါ ဒီလိုပဲရိုက်နေတာ
ဟေးရှားတယ်လေတက်လို့ရအောင်လုပ်ပြီရှေ့ရတက်တက် ကိုချီရီကိုကောင်းရပွဲကောက်ကတဖြည်းဖြည်းနဲ့ကစားဝင်းဖြစ်သွားပြီနော်ကိုကဥယျာဉ်မဟုတ်တော့ဘူးလေ ဒီတော့ဆိုလေရေးသားမယ်နော်ပေါ့ရေးကုန်ပဲစီးရ ဟိုပတ်ကြည့်ပေါ့ဒီကျန်တယ်ဘာလူတွေတက်နေရတာလား စီးကြည့် အေးလက် ဒီလိုပါပဲဆိုင်ရာတော့ဒီလိုပြောင်းရပါတယ်နေတော့ဗျာဒါကတော့နောက်ဖွင့်မယ်ဒိုင်နိုဆောကစားခွင့်လို့ပြောပါတယ် ဘာမှကျွန်တော်စာလေးရတယ်တော့အမိုက်ဆိုင် အမိုင်းစားကြီးနဲ့ ဂျာမီဖွင့်တော့မဂျာမီကဖွင့်လို့တော့မဂျာမီဖွင့်လေမဂျာမီချက်လာ โอเคရှောက်ချင်ညောင်းတယ်တင်းရင်ရှောက်ကြမယ်လေ ရှောက်ပါလားယာအေးယာမအဲ့ပါအေးယာမောင်း ဆက်ကျွန်တော်ကနောက်ချိုးသွင်းပါနော်နောက်ချိုးကြရင်ဆင်းအောင်မယ် မန္တရာဒီကောင်ကမ ဟုတ်တယ်ကျွန်တော်တို့မန္တရာရှောက်ပြီးပါပြီ ခေါင်းမဖြူခေါင်းမ ခေါင်းမပြူရလက်မထုတ်ရကိုမထွေးရတယ် ခေါင်း မပြူရတယ်ဗတဲ့မောက်ကလည်းခေါင်းမထွက်ရလို့ပြော လက်မတုံကြချောမယ်ခေါင်းလေးလည်းပါလေချုပ်ပါဟဲ့ ဆိုင်ဖြည်းဖြည်းမောင်ပြောဆရာကျွန်တော်ဈေးပင်ကြီးပါသေးရဲ့နော် ဟမ် ဈေးပင်ကြီးပါသေးတယ် ဟုတ် အိမ်ညရင်စိုက်မလို့သေးလားကျွန်တော်ဘဲလဲရတယ်ကြောက်ပြားပါတယ်နော်ကြောက်ပြားအိမ်ရောက်အိမ်နာထဲမှာကပ်ဖို့အတွက်ကြောက်ပြား မန္တရာရှိဟမ်ပြုတ်လို့ရှိတယ် ဒီတကော ဒီမှာဒါပဲရှိရနော် ဟုတ်တယ် ပွဲကောက်ဆိုတာ ပွဲကောက်ရင် ဒီမှာဟွာဒီပေါ်လာ B4 လေ share မိုက်တယ် တော်လိုက် ကြောက်အောင်လေသွားမယ်လေ ဟိုမန္တရာစီးမဲ့ပဲမန္တရာစီးမဲ့ပဲသွား စီးရလို့မရှိဘူးမလားဟိုကိုပါလာတယ်ဒီကတော့မရလဲမလေးနာနေခုံရခုနာခုံရဟိုတယ်လို့ပြောမှလားကျွန်
ကျွန်တော်အဖေတော့ပါပါတယ်ခုမှကျွန်တော်အဖေပါကျွန်တော်မုံသေးတန်းလေးလည်းရှိပါတယ်ဟိုမှာကလေးကစားကွင်းပါဟိုမှာရိုလာကိုစတာကြီးနင်းနေရတာရမ်းမိုက်ပါတယ်ပွဲကောက်ကြီးကပွဲကောက်လဲသွားပြီးဆိုတော့ တရုတ်ပုံကြောင်းလည်းသွားပြီးပြီ တရုတ်ပုံကြောင်းလဲသွားပြီးအားမရနေကျွန်တော်သွားနေတော့ပြောထားတယ်ကန်တော်ကြီးပြန်သွားပါပြီ ကံတော်ကြီးကံပလန်းရောက်နေပြီ ဟုတ်ပါတယ်တော့ကန်တော်ကြီးကံပလန်းကိုရောက်နေရင်ဖြစ်ပါတယ် ဝင်ကြီးတွေဘယ်လောက်ပေးရမယ်မသိဘူးရော တော့ပုံနေလိုက်ပါ ပုံနေပါထိုင်းမှာထိုင်းမှာဟမ်လောက်ရဲ့ တော့မှာ 2500လေ ဟေးဟေးဟေး လူကြီးက4500တဲ့ကလေးက3500တဲ့ကားက900ဆို8500တဲ့ မလေး 8500တဲ့ကန်တော်ကြီးရဲ့ဟိုသားဖားတွေကဝယ်လာတာလေ တော့အမပန်းလေးလာတာအကုန်လေးလုံးဝကျွန်တော်တို့ပန်းပေါ်ပါလေးရောအကုန်လာပါလေကျွန်တော်အဲ့ရကန်တော်ကြီးလာနေတာပါဒီကရှူရင်းနဲ့လာဘယ်လောက်ကကြာရှေးတကုံရေဟိုဆော့ရည်ကချာမတော်အဲ့လိုယူကြတယ်အဲ့ဒါရှူရင်းလာလို့စိတ်ဆိုးနာလေမိုးရွာကတော့ပိုလာ ဒီကလေးကတော့ကန်တော်ကြီးမရောက်ရင်ပြင်းဦးလည်းမရောက်တယ် ရောက်ပါပြီဟုတ်လားရလားဆောက်ရလား ငါကတော့ဗာဒီစီမလို့မဆကြိုက်တာအဲ့ဆူလိုက်ကြိုက်တာ3ခုလက်ဘယ်လောက်တောင်ပေးမယ်လဲပေးပါမယ် ဝါပူတော်များတော့ဘာခါခါလာ လက် မတ်တယ်ဟောဒီခေါ်လာဦး အဲ့လိုကြီးလက်ဟို အားကြီးတော့အဲ့ စတေကဘာပေါက်တယ် စတေကပေါက်တယ် စတေကပေါက်တယ် 3ခုဆိုရ อืม 3ခုဝယ်မှရမှာရော